ကွန်ပျူတာတစ်လုံးမှာ input ရယ် output ရယ် processing unit ဆို3ပိုင်းပါတယ်ဆိုတော့ပြောတယ်အဲ့ဒီ3ပိုင်းလေးကိုပုံလေးနဲ့တစ်ချက်ရှင်းပြပေးမယ် okay ဒီပုံမှာကြည့်မယ်ဆိုရင် keyboard mouse ဆိုတဲ့ input ပါမယ် CPU လေး run နေဖြစ်တဲ့ process လုပ်မဲ့ process unit ပါမယ်နောက်ပြီး output ကိုထုတ်ပြပေးမယ် monitor ဆိုပြီးပါမယ်ဆိုတော့ဒီ keyboard က input လုပ်လိုက်တဲ့ mouse ကနေ input ပေးလိုက်တဲ့ data တွေကိုဘယ်ပေါ်ရင်ရောက်လဲဆိုရင် RAM ဆိုတဲ့ memory ပေါ်ရင်ရောက်တယ် RAM ဆိုတဲ့ memory ပေါ်ရောက်ပြီးတော့သူ့အမှတစ်ဆင့် monitor မှာ output ထုတ်ပြီးပြပေးတယ်အဲ့ဒါလိုပဲဒီ RAM ပေါ်ကနေတစ်ဆင့် output ထုတ်ပြပေးတာ monitor ပို့သလိုသူက calculation လုပ်ဖို့ processing လုပ်ဖို့အတွက်ကို CPU စီကိုပို့ရတယ်အော် CPU ကဒီ keyboard နဲ့ mouse ကတွင်းလိုက်တဲ့ input တွေကို RAM မှာတစ်ဆင့် RAM မှာ CPU စီကိုရောက်တယ် CPU မှာဒီ data တွေ process လုပ်တယ်ခုနကပြောသလိုပဲပေါင်းခန့်လိုက်လဲလုံးခန့်လိုက်ပြောင်းခန့်လိုက်စခန့်လိုက်ဒီ data ကိုဖွင့်လာလဲဆိုတော့ဟာဒီအားလုံး CPU က processing လုပ်ပြီးတော့မှဘယ်ကိုပြန်ပို့ပေးလဲဆိုရင် RAM ကိုပြန်ပို့ပေးတယ်အဲ့လိုပဲ RAM မှာတစ်ဆင့် monitor ကိုပြန်ပြပေးတယ်အဲ့ဒီ process မှာဒီတွင်းလိုက်တဲ့ input data ဟာ RAM ဆိုတဲ့ပုံမှာရှိနေတဲ့အတွက်ဒီ data တွေဟာကွန်ပျူတာကိုမေးပေးလိုက်တာနဲ့တပြိုင်နက်အဲ့ data တွေကပျောက်သွားမှာအကယ်၍ user က data တွေကို input လုပ်လိုက်ပြီးတော့ဒီ data တွေကိုမသိမ်းနိုင်ဘူးဆိုရင်တော့ကိစ္စမရှိဘူးအကယ်ဒီ input လုပ်လိုက်တဲ့ data တွေကိုသိမ်းနိုင်ခဲ့မယ်ဆိုရင်သူကဘယ်ကိုပို့ပေးရလဲဆိုတော့ RAM မှာတစ်ဆင့် storage လို့ခေါ်တဲ့ device ထဲမှာတွားပြီးတော့သိမ်းရတယ်ဒီ storage ဆိုတာကဟိုအဓိကတော့အတိအများမှာ hard disk ပေါ့ hard disk ဆိုတဲ့ထဲကိုတွားသိမ်းတယ် hard disk ထဲကိုသိမ်းလိုက်ပြီဆိုလို့ရှိရင်ဒီ data ကသူကကွန်ပျူတာ power ပိတ်တဲ့ data မပြတ်သွားတော့ဆိုတော့ဒီကွန်ပျူတာတစ်လုံးစီအခုဒီချမှာပြထားတဲ့အတိုင်းလေးပဲအလုပ်လုပ်တယ် very easy ရိုးရိုးရှင်းရှင်းလေးပါပဲ keyboard mouse ဒီ input တွင်းလိုက်တဲ့ data တွေကအရင်ဆုံး RAM ပေါ်ရောက်တယ် memory ပေါ်ရောက်တယ် memory ကနေတစ်ဆင့် monitor မှာလည်းပြပေးသလို memory ဒီ RAM ကနေ CPU စီကိုလည်းပို့ပြီးတယ် CPU ကတွက်ချက်မှုတွေလုပ်လိုက်ပြီးတဲ့အခါမှာ RAM ပေါ်ပြန်ပို့တယ်အကယ်၍ user ကတွင်းလိုက်တဲ့ data ကိုသိမ်းနိုင်နေတယ်ဆိုရင် RAM မှာတစ်ဆင့် hard disk ထဲမှာသူက storage လုပ်သွားတယ်เนาะဒီပုံစံလေးအတိုင်းကွန်ပျူတာတစ်လုံးကအလုပ်လုပ်ပါတယ်